ရွှေကျော်ဂိုင်းဝင်အဖြစ်ခံယူထားတာဟာငါဆရာပဲကွာဆိုပြီးဂုံမောက်မှန်တက်ဖို့မဟုတ်ဘူးခြေတုပ်ပစိုးမွေဆွဲကျိုးလို့ဂျိုဂျိုးသိမ်နွားဒေါဆန္နာကဲ့သို့မလွှမ်းမပတ်မန်ကိုချပြီးတော့ဘာသာသာသနာကျိုးဂိုင်းတော်အကျိုး900သားသမီးတို့ရဲ့အကျိုးတတ္တဝါတို့ရဲ့အကျိုးကိုရှေ့ရှုပြီးသူတော်ကောင်းလမ်းစဉ်ကိုရှောက်ဖို့မယ်ရွှေကျော်ဂိုင်းဝင်အဖြစ်ခံယူထားတာဟာငါဆရာပဲကွာဆိုပြီးဂုံမောက်မှန်တက်ဖို့မဟုတ်ဘူးခြေတုပ်ပစိုးမွေဆွဲကျိုးလို့ဂျိုဂျိုးသိမ်နွားဒေါဆန္နာကဲ့သို့မလွှမ်းမပတ်မန်ကိုချပြီးတော့ဘာသာသာသနာကျိုးဂိုင်းတော်အကျိုး900သားသမီးတို့ရဲ့အကျိုးတတ္တဝါတို့ရဲ့အကျိုးကိုရှေ့ရှုပြီးသူတော်ကောင်းလမ်းစဉ်ကိုရှောက်ဖို့မယ်